Hello, ဝင်းယူရဲ့ Beyond the Kitchen ကနေပြီးတော့ကြိုဆိုပါရစေ။ဒီနေ့တော့ငွေနှင်းမှုလေးကြော်စားဖြစ်ပါတယ်။မှုကိုရေဆေးပြီးတော့ကိုကြိုက်တဲ့အနေထားလေးမှားထားလိုက်ပါတယ်။ထုံးစံတိုင်းပဲစီပူလာပြီဆိုလို့ရှိရင်ကြက်သွန်ဖြူလေးစီတက်ပါတယ်။စနွင်းထည့်ပါတယ်။စနွင်းများများလေးထည့်ပါတယ်။ဟိုစီလေးနဲ့နေစားရင်အရောင်အဝါလေးကိုကြိုက်လို့ပါ။ကြက်သွန်ဖြူလေးမွေးပြီဆိုလို့ရှိရင်မှုလေးကိုထည့်လိုက်ပါတယ်။မှုကအဖုံးအုပ်ထားရင်တော့ရေတွေအများကြီးထွက်လာတတ်ပါတယ်။ငမြရည်လေးနည်းနည်းထည့်ပါတယ်ပြီးတော့စားလည်းနည်းနည်းထည့်ပါတယ်ကြော်ရင်းနဲ့ပဲမှုကရေလက်စီလက်လေးဖြစ်လာပါပြီမှုလေးကဣပြီးတော့စီပြန်တဲ့ထိကြော်ပါတယ်ရပြီဆိုလို့ရှိရင်မြုပ်သီးစိမ့်လေးထည့်ပါတယ်ပြီးတော့ရှမ်းနက်နက်လေးပါထည့်ပါတယ်အားလုံးကိုရုံးဝင်လိုက်ပါတယ်ရှမ်းနက်နက်လေးကလည်းမှုရင်းနေပါတယ်အခုဆိုရင်ဝင်းဝင်းရဲ့မှုကြော်လေးရပါပြီစီလေးပါတစ်ခါတည်းခတ်ပြီးတော့ထမင်းလေးနဲ့နေစားလို့ရှိရင်လည်းအရန်စားကောင်းပါတယ်အားလုံးပဲစားကြပါအောင်ရှင်